အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော် line ပေါ်မှာလူပြောများနေတဲ့နေရာပေါ့နော်အင်ဝါကနေပြီးတော့ဒီမြေအကြောင်းကနေပြီးတော့ပေါ်လာတဲ့အုပ်ရိုးရှိတယ်ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်သွားကြည့်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဲ့သွားတဲ့လမ်းမှာဗျဒီလေအနေထားကြည့်ရတော့ရေရှည်ထားတဲ့ပုံစံပဲဒီပကြားအပ်တွေလည်းအကြီးပဲပေါ့နော်မြေတွေပကြားအကုန်လည်းအကြီးတွေတွေ့ခဲ့ရတယ်ဒါဒီမှာမြင်တဲ့အတိုင်းဒါလူပြောများနေတဲ့အုပ်ရိုးဖြစ်ပါတယ်ကျွန်တော်နီးကတခြားလေးရိုက်ခဲ့ပါတယ်အဲ့တော့ဘာဒါအဓိကဘာအစာအုပ်ဖြစ်တယ်ဆိုတာတော့ဒါရှေးအောင်သူတေသနာလူတွေပဲပြောနိုင်လိမ့်မယ်ပေါ့နော် line ပေါ်တော့ဒါအထင်တစ်လုံးနဲ့တော့အမျိုးမျိုးပြောနေကြတာမျိုးတော့ရှိတယ်ပေါ့ဗျာဒါကျွန်တော်လည်းဒါနေကန်ဆိုတော့မေးလိုက်လို့ရှိလို့ကျွန်တော်ကိုယ်တိုင်သွားရိုက်ထားတာလေဖြစ်ပါတယ်နော်ဒီမှာမြင်ရတဲ့အတိုင်းအိုယိုးကတော့တော်တော်တူးတယ်ရှိပါတယ်ဖော်ကြည့်ရင်တော့ပို့ပြီးတော့တိကျတဲ့အဖြစ်သိရမှာပေါ့လေနော်ဒီမှာမြင်ရတဲ့အတိုင်းအိုယိုးရဲ့ဒီဘက်ချမ်းလေးမှာကကျွန်တော်တို့ဒီဘက်ချမ်းထဲမှာအဲ့အိုယိုးနဲ့ဆက်ရက်လို့ယူစားရတယ်ဟာနော်ကျွန်တော်လေကားလက်ရမ်းလို့ဘာလို့ပေါ့နော်အဲ့ပုံစံမျိုးလဲဒီဘက်ချမ်းမှာပေါ်နေတာလေးရှိတယ်ပေါ့ဗျာနော်အဲ့လိုမျိုးလေးပါဒီနားမှာတော်ကိုကျွန်တော်ဒါနေရာလို့ပြောရင်ကျွန်တော်ဒါအင်းဝမန်နူအုပ်ချောင်းပေါ့နော်ပြိုသွားတဲ့မန်နူအုပ်ချောင်းကြီးရဲ့အရှေ့မြောက်ဖက်တဲ့တယ်မှာရှိပါတယ်အေယော်ရီမြင့်နဲ့အဲ့ဒီမန်နူအုပ်ချောင်းနဲ့ကြားထဲကတနေရာမှာဖြစ်နေတာပါမန်နူအုပ်ချောင်းကနေပြီးတော့ဆင်းလာမယ်ဆိုရင်ရတယ်ဒီနေရာကိုလေအဲ့လိုမျိုးဖြစ်ပါတယ်အဲ့မှာအချောင်းကြီးကတော့တော်တော်ကိုကြီးလက်ကြီးတယ်နဲ့လည်းနဲ့တယ်ဒါကြောင့်လည်းဒါကြီးကိုမြင်ရတာပေါ့လေနော်ဒီမှာမြင်ရတဲ့အတိုင်းပဲအဲ့ဒါဒီဘက်ကကောင်ကတော့ဒါကလက်ရမ်းလို့ဘာလို့ယူဆရပါတယ်ဒီစာအုပ်နဲ့ဒီပေါ်လာတဲ့အိုယိုးနဲ့တစ်ဆက်တည်းဖြစ်မယ်လို့ထင်ရတယ်အိုယိုးကလည်းဒီမှာမြင်တဲ့အတိုင်းပဲတူတယ်တော်တော်ကြီးပါပဲเนาะအဲ့တော့ဒါကတော့ဒါအခုလက်ရှိဒါမြေငလင်အကြောင်းမလို့အကွဲသွားလို့မြင်ရတဲ့အပိုင်းကြီးလို့ယူဆရပါတယ်ဗောနော်မြင်ရတာပါဗောနော်အဲ့လိုမျိုးဖြစ်ပါတယ်ကျွန်တော်ရသလောက်တော့အနည်းကလေးရိုက်ထားပါတယ်เนาะလောဆယ်တော့ဒီဝလုံးတွေဒါဘယ်သူကာထားလိုက်တော့မျိုးဝလုံးတွေတော့တစ်ပတ်လဲကာထားတာတွေ့ရတယ်ဗျာเนาะကျွန်တော်အဲ့ဒါပြီးဒီအဲ့အိုယိုးနဲ့မလက်မကမ်းပါလားဒီလိုကြီးဗျပကြအနေတာကြီးမဟုတ်เนาะပေရာကနန်းလောက်ရှိမှထင်တယ်ဗျာเนาะတောက်လျှောက်အကြီးပဲပြီးတော့မြေတစ်ဖက်နဲ့တစ်ဖက်ကအနှိမ့်မြင်လည်းမတူတော့ဘူးအဲ့လိုကြီးပေါ့เนาะဒါမြင်နာနေတော့လည်းပို့ဆူတော့ဗောလေမြင်နာနေတော့ကပရန်ကြောင့်မလို့เนาะမြစ်ကြောင့်မလို့ရွေသွားတယ်လို့တော့ထင်ရပါတယ်အဲ့မှာအကြောင်းကြီးကကြီးလဲကြီးတယ်လဲလဲတယ်ဒီမှာမြင်ရတာအဲ့ဒါမဲနုအုပ်ကြောင့်ပါမဲနုအုပ်ကြောင့်ဒါကြောင့်အရှင်းမြောက်ဖက်ပေါ့เนาะအဲ့ဘက်ချမ်းမှာရှိမှာပါအေရီမြင့်နဲ့မဲနုအုပ်ကြောင့်နဲ့ဂျားတယ်ပေါ့ဗျာအဲ့လိုမျိုးပဲယူဆရပါတယ်အဲ့မှာဝလုံးတားထားတဲ့နေရာကအခုပြောနေတဲ့ပေါ်တယ်ဆိုတဲ့နေရာပေါ့လေเนาะအဲ့လိုမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့လဲဒါကျွန်တော်နေကန်ဆိုတော့ဟိုဝါမိတ်တရားမိတ်နဲ့ဆိုကျွန်တော်လည်းကိုယ်တိုင်သွားပြီးတော့ကြည့်ပြခဲ့တာလေးပေါ့နော်ဖြစ်ပါတယ်ဒါကတော့ AR မြေကန်းသားပြအဲ့ဒါကတော့နောက်ဖက်နာရောက်တယ်မင်းတို့ရဲ့အုပ်ချောင်းရဲ့နောက်မြောင်နာလေးပေါ့နော်အဲ့မှာလည်းကပရန်လေးပပဆက်ဆက်ကိုပြိုထားတယ်ဗျအကြီးတွေပြိုထားတာပါနော်အဲ့မှာဆိုရင်အဲ့မှာမြင်ရတဲ့အတိုင်းပါပဲကျွန်တော်ကဘားတွေပေါ့နော်အကြီးပြိုကျထားတယ်ဒါကတော့ကျွန်တော်တို့စကိုင်းဘက်ချံကိုမြင်ရတဲ့ပါစကိုင်းတရားကြီးဖြစ်ပါတယ်နော်ဒါအင်းဝါဘက်ကနေလမ်းကြည့်ရင်မြင်ရတဲ့စကိုင်းတရားကြီးပေါ့နော်တကယ်လို့စကိုင်းဆိုတာကျွန်တော်တို့ဒီအင်းဝါနဲ့တောင်ဘက်မြောက်ဖက်ပါပဲเนาะမြစ်ဖဲချပြီးတော့ဟိုဘက်ဒီဘက်ကမ်းမှာရှိတာဖြစ်ပါတယ်เนาะဒီမှာဆိုရင်တရားကြီးကျိုးထားတဲ့မြင်ခွင့်ပေါ့ကျွန်တော်ဒီဘက်ကနေပြီးမြင်ရတာတရားအဟောင်းဒီဘက်ကဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်းဒီကောင်ကြီးတွေလည်းဒီစာအုပ်ကြီးတွေတော့ကျွန်တော်မြင်ရတော့တိတ်တော့စိုးစိုးဝါးထိခိုက်မှုတော့မမြင်ရပါဘူးဒါကျွန်တော်စီတူလောင်ကန်ကြီးတွေနဲ့တူပါတယ်ဒီဘက်ကမ်းမှာရှိနေတာပေါ့เนาะဒါရတော့ကျွန်တော်ရိုက်ခဲ့တာပါဒါဟိုဘက်ချမ်းစကိုင်းစီဒီတွေပေါ့နော်စကိုင်းဘက်ချမ်းစီဒီတွေဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဒီမှာအဲ့ဘက်ခုနကကပရန်အကြီးပြိုတဲ့ဘက်ကိုရောက်ဖြစ်လို့ကြည့်တော့ဒီအောက်မှာလဲအုတ်တိုင်းပုံစံမျိုးပေါ့နော်အုတ်တွေအများကြီးပဲစီထားတာတွေ့ရတယ်ဒီပြိုတဲ့ဘေးမှာမြင်းနေရတဲ့အုတ်ရိုးတွေအများကြီးပဲအုတ်တွေအများကြီးပဲဗျဒါ AR ဘက်ကိုပြိုကျတာအကြီးပဲဗျဒါရက်တလားအပြင်မှာတော်တော်ကိုကြီးကြီးမားမားကိုပြိုထားတာအောက်လည်းအနက်ကြီးပဲဖြစ်ပါတယ်ပြိုကျတာလည်းအနေထားကလည်းဒီမှာလည်းအဲ့လိုမျိုးပဲဗျအုတ်ရိုးပေါ်နေတယ်ပေါ့နော်โอเคတွေအများကြီးပဲအဲ့မှာမြင်ရတဲ့အတိုင်းပဲကျွန်တော်ပြိုကျထားတယ်ပေါ့ဒီနားကြီးမှပြောရကန်ကောင်းပါလေဒီနားမှာအစာအုပ်တွေပါတယ်မရှိတော့တော်တော်ကန်ကောင်းတယ်ပြောမှာပါ